Hello မင်္ဂလာပါကျွန်တော်တို့ရဲ့ WordPress website course မှာကြိုဆိုပါတယ် comment တစ်ခုကမေးတယ် although I export floral pattern with 2x I can't export because of this size okay so ဒီ comment ကိုကျွန်တော်ဖြေပေးရမယ်ဆိုရင်သူစောင့်ချင်တဲ့ပုံစံပေါ့နော်ဒီ section မှာရှိတဲ့ဒီအနောက်ကပန်းလေးဟာကိုသူပြောချင်တာထင်တယ်အဲ့ဒါကဘယ်လိုမျိုး export လုပ်လဲပေါ့နော်ဒီနားလေးကကျန်တဲ့ website design တွေမှာလည်းပို့ပြီးတော့သုံးဝင်နိုင်တဲ့ trick လေးပေါ့usually Figma ကနေပြီးတော့ကိုက design ကိုယူပြီးတော့ Elementor မှာ develop လုပ်မယ်ဆိုရင်သူကဒီလိုမျိုးဓာတ်ပုံတစ်ခုလုံး download ချပြီးလုပ်တာလေဒီကောင်ကကျတော့သူ့မှာသတိထားမိတာဘာလဲဆို grid pattern ရှိတယ်အဲ့လို grid နဲ့သွားပါတော့ညီညီလေးသွားတာညီညီလေးသွားနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတစ်ခုလုံးကိုဓာတ်ပုံအနေနဲ့ export မထုတ်ဘူးပေါ့နော်တစ်ခုလုံးကိုဓာတ်ပုံအနေနဲ့ export ထုတ်လိုက်လို့ရှိရင် file size လည်းလေးရယ်ပြီးတော့မလိုတဲ့ load လည်း website ပေါ်တင်တယ်ပေါ့နော်ဆိုတော့ဘယ်လိုမျိုးနည်းသုံးလို့ရလဲဆိုတော့ကျွန်တော်ဘယ်ဘက်မှာကြည့်လိုက်လို့ရှိရင်ဒီ pattern လေးတစ်ခုထားထားတယ်ဒီ pattern ကဒီဟာနဲ့အတူတူပဲပေါ့နော်ဒီထက် pattern နဲ့ဆိုတော့ဒီ pattern ကိုကျွန်တော်တို့ကအရင်ဆုံး download ချလိုက်မယ်download ချလို့ပြီးသွားလို့ရှိရင်ကျွန်တော်က Elementor ထဲလာတယ် okay so အဲ့ pattern ကို Elementor မှာဘယ်လိုလုပ်လဲဆိုတော့အရင်ဆုံးကျွန်တော် container တစ်ခုလည်းထည့်ရမယ် container ကို select လုပ်မယ်ပြီးရင်ဘယ်ဘက်ကtoolbox မှာ style ကိုရွေးမယ်ပြီးရင် background ပြီးရင် classic background ပြီးသွားလို့ရှိရင်ဒီထဲမှာ image ကို upload လုပ်မယ်ကျွန်တော် image upload လုပ်ပြီးသွားရင်ဒီလိုမျိုးအခုလောလောဆယ်ဒီလိုပေါ်လိမ့်မယ်ပေါ့နော်ဒီလိုလေးတစ်ခုလည်းပေါ်နေလိမ့်မယ်အဲ့ကောင်ကိုကျွန်တော်တို့ကခုန design reference နဲ့အတူဒီ design reference ထဲမှာဆိုကျွန်တော်တို့ကအများကြီးပေါ်နေတာလေ grid လိုမျိုးပေါ်နေတာအဲ့လိုမျိုးဘယ်လိုပေါ်အောင်လုပ်လဲဆိုတာကြည့်ကြပါဦးနော်အဓိက repeat မှာကျွန်တော် repeat ရွေးရမယ်နော်ပြီးသွားလို့ရှိရင်သူ့ရဲ့ size ကိုကျွန်တော်တို့ကသေးရမယ်ဆို custom ပြောင်းလိုက်မယ်ပြီးရင် size ကိုသေးမယ်သူ့ကိုကျွန်တော်လိုချင်တဲ့ဥမာ15 ရာခိုင်နှုန်းလောက်ကျွန်တော်သေးလိုက်မယ်နော်ဒီဟာကနည်းနည်းလေးကြီးနေလို့ခံစားရတယ်ဒါက7တအားများသွားပြီ maybe 10 12ဒီလောက်ပေါ့နော်အဲ့လိုမျိုးကျွန်တော်သွားမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့က opacity ကိုကျွန်တော် short ရမယ်နော် opacity short မယ်ဆိုဘယ်လို short မလဲဆိုတော့သူ့အပေါ်မှာကျွန်တော်တို့က overlay ထည့် overlay ဆိုတာကအခုအောက်ခံဓာတ်ပုံပေါ်မှာဓာတ်ပုံနောက်တစ်ခုထည့်အဲ့လိုသဘောပေါ့နော်ဆိုဓာတ်ပုံနောက်တစ်ခုထည့်ပြီးဆိုကျွန်တော်ကအဲ့ဒါမြင်ရအောင်ပြောမှာပေါ့နော်အမြင်ရအောင်ကျွန်တော်ဥပမာမျိုးပြလိုက်မယ်အနီအောင်ထည့်လိုက်ပြီဆိုရင် opacity ကို 1 လုပ်လိုက်လို့ရှိရင်အပေါ်မှာသူကအနီအောင်ထပ်လိုက်တာကျွန်တော်ဒီချိန်မှာကျွန်တော်အနီအောင်ထပ်မှာမဟုတ်ဘဲနဲ့ဒီ color ကိုထပ်မှာဖြစ်တယ်ဒီ color ကိုကျွန်တော်တို့က hex code ယူလိုက်မယ်နော် hex code ယူပြီးတော့ဒီ color ကိုဒီမှာ hex code လေးထည့်လိုက်ဒီ color ဒီပေါ်မှာဖြစ်သွားပြီဒါပေမဲ့အဲ့အနောက်ကပန်းပုံတွေမမြင်ရတော့ဘူးဆိုတော့ကျွန်တော်ဒီမှာကြည့်ရတဲ့အကြည့်အရာပေါ့နော် opacity ကနည်းနည်းလေးဖွင့်ထားပေးတယ်ပန်းပုံတွေနည်းနည်းလေးပဲမြင်ရအောင်လုပ်တယ်အဲ့တော့ကျွန်တော်အရောင်နည်းနည်းလေးဖွင့်လိုက်မယ် 0.8 အဲ့လိုမြင်ရတယ်ဒါပေမဲ့ဒီပုံနဲ့ယှဉ်လိုက်လို့ရှိရင်ဒီပုံကပို့ပြီးတော့ဖြော့တယ်ပိုဖြော့စေချင်ကျွန်တော်တို့က opacity ကိုတင်လိုက်မယ် 0.95 so 5% opacity ပေါ့နော်ဒီလိုလေးဖြစ်သွားတယ်ဆိုတော့အဲ့ဒါကိုဒီ pattern ကိုဒီလိုမျိုးလုပ်တာပေါ့နော်